အားလုံးပဲမင်္ဂလာပါအခုတစ်ခါဖတ်ပြမယ့်စာအုပ်ကတော့ဆရာကြီးလေတွင်သားစောချစ်ရဲ့နှလုံးသားမလားသူမဖက်ရဆိုတဲ့စာအုပ်ရဲ့အပိုင်း၈ပဲဖြစ်ပါတယ်ရှင်နောက်တစ်နေ့မနက်တွင်ပွဲရုံမှာဝယ်ထားသောစွန်တာနီပဲများမှတည်င်းလေ1000မြက်နေ၍ထုတ်ရောင်းသစ်ပြီဖြစ်ကြောင်းဥခင်မောင်သဘောတူလင်ရောင်းချင်ကြောင်းကြော်သာခွင့်ပြုချက်တောင်းသည်ဥခင်မောင်လွယ်လွယ်ကူကူပင်ခေါင်းညိတ်သဘောတူလိုက်ပါသည်လောက်ပါနေ့ခင်ကဦးသိန်းလာလို့တောင်ဦးသိန်းကလည်းစွန်တာနီထုတ်ရောင်းဖို့ပြောတယ်။မောင်ကျော်သားကိုဦးပြောချင်တာရှိသေးတယ်။ပွဲရုံကိစ္စပြီးသည်နှင့်ဦးခင်မောင်တီးခြားစကားရှိလာသည်။ပြောမိစကားကိုကျော်သားကြိုး၍သိနေပါသည်။မောင်ကျော်သားနဲ့အိမ်အောင်ချပေးမယ်ဆိုတဲ့ကိစ္စသမီးကိုဦးဖွင့်ပြောလိုက်ပြီ။မမြန်လုံးဘူးလားဦး။မမြန်ဘူးမောင်ကျော်သား။ဦးကျမ်းမာရေးအခြေအနေကိုဦးစိတ်မချဘူး။မောင်ကျော်သာနှလုံးရောဂါဆိုတာသိတဲ့အတိုင်းပဲအချိန်မရွေးဒုက္ခဖြစ်နိုင်တယ်ဒီလောက်လည်းစိတ်မပူပါနဲ့ဦးရဲ့ကျမ်းမာရေးချင်းတွေဟာတရက်ထက်တရက်ပိုပြီးကောင်းလာတာပဲဦးခင်မောင်ခေါင်းခါပြသည်ဦးသူ့အတွက်စိတ်ပူနေရတာကပိုပြီးပင်ပန်းတယ်သူ့ကိုမြင်မြင်အိမ်အောင်ချပြီးမှဦးစိတ်အေးမယ်အဲ့ဒါမှလည်းကျမ်းမာရေးကောင်းလိုက်မယ်လို့ယုံကြည်နေတယ်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာနှင့်အကြက်ကင်ခံရ၍ကြော်သာစိတ်ပြက်မိသည်ကျွန်တော်ကိုယ်တိုင်လည်းသူနဲ့ရင်းနှီးမှုရအောင်စူးစမ်းကျင်သေးလို့ပါဦးအိမ်တော်ကြီးဆိုတာကလည်းအတင်းအကျပ်စီစဉ်တာထက်မေတ္တာပါမှကောင်းတာမို့ပါဥခင်မောင်ခေါင်းညိတ်သည်မောင်ကျော်သာပြောတာမှန်ပါတယ်အဲ့ဒါကိုဦးလည်းနားလေတယ်ဒါပေမဲ့သမီးရဲ့အခြေအနေကအဲ့ဒီလိုစောက်ဆိုင်နေလေစိတ်ပြောင်းစရာအကြောင်းမရှိဘူးအချိန်ကြာတာနဲ့အမျှစိုးရိမ်စရာအန္တရာယ်တွေလည်းများတယ်သူလိန်ညာတက်နေပြီဒီကြားထဲမှာတခုခုလှုပ်သွားမှအားလုံးဒုက္ခရောက်မှာအဲ့ဒီတော့သူလည်းဘာမှမလုပ်ခင်ကိုကစီစဉ်လိုက်မှစိတ်အေးရမယ်အခြေအနေကအချက်တဲဖြစ်လာပြီဟုကြော်သာနားလေလိုက်သည်တလားလောက်တော့စောက်ပါအောင်ဦးဘာလဲသမီးကမောင်ကျော်သားကိုတောင်းဆိုလို့လားခမညာဦးခင်မောင်ကွက်တိမေးလာ၍ကျော်သားအံ့ဩသွားသည်သို့သောဝန်မခံပါဝန်ခံလိုက်လင်ခင်မောင်ယုံကြည်စွာအကူအညီတောင်းသည်ကိုဖောက်ဖျက်ရာကြလိမ့်မည်ဦးခင်မောင်ကိုလည်းမညာခြင်းပါဘယ်လိုလဲမောင်ကျော်သားမောင်ကျော်သားကကို့လူသူ့ဘက်သားဖြစ်သွားပြီလားမဟုတ်ပါဘူးအချိန်နည်းနည်းယူလိုက်ရင်ပိုပြီးအဆင်ပြေမယ်ထင်လို့ပါဦးခင်မောင်ဤအကဲခတ်သောမျက်လုံးများကောင်းပြီလေဦးဆောက်ပါမယ်ဒီကြားထဲမှာသမီးကမဟုတ်တာဘာမှမလုပ်ပါဘူးလို့မောင်ကျော်သာတာဝန်ယူမလားဟုတ်ကဲ့ကျွန်တော်တာဝန်ယူပါမယ်ဦးမောင်ကျော်သာလွယ်လွယ်တာဝန်မယူနဲ့နော်မောင်ကျော်သာကတနေ့လုံးပွဲရုံသွားနေမှာကျော်သာပြန်စင်းသားသည်ခင်မိုးကြီးချစ်သူအောင်စောဆိုသူကဖကန်သွားနေစေအစိုးဆုံး2ပတ်3ပတ်ကြာအောင်မြည်ဒီကြားထဲမှာခင်မွန်ဘာမှလုပ်ရမရနောက်ဆုံး1ပတ်2ပတ်ခန့်သာတာဝန်ကြီးမြည်ထိုရက်ပိုင်းကြာမှဒေါ်မြနဲ့မာလီကိုအကူအညီတောင်းမြည်လိုအပ်လင်ပွဲရုံမှာသူ့တပည့်မောင်ခင်ဝင်းကိုမာလီနဲ့အတူထားပြီးစောက်အကြည့်ခိုင်းမည်ဟုဆုံးဖြတ်လိုက်သည်ကျွန်တော်တာဝန်ယူပါတယ်ဦးကျော်သာအခိုင်အမာတာဝန်ခံလိုက်သည်ကောင်းပြီလေဦးခေမောင်ကလည်းသူ့တွက်ကိန်းနဲ့သူလက်ခံလိုက်ခြင်းဖြစ်ပါသည်ဦးခေမောင်ရောကျော်သားပါတွက်ကိန်းမှားသွားကြသည်ဖားကက်မှာတပတ်သာကြာပြီးအောင်စုံမန္တလေးသို့ပြန်ရောက်လာသည်နေကင်းတွင်အိမ်အောက်ထက်မှခင်မွန်တယောက်တည်းရှိနေစဉ်မိန်းကလေးတယောက်လာသည်ဦးခင်မောင်ကအိမ်အပေါ်တက်မှလူနာမေးလာသောပွဲစားဦးသိန်းနှင့်စကားပြောနေကြသည်ဒေါ်မြကနောက်ဘက်မှာသို့သောဒေါ်မြတာဝန်ကြီးသည်ဦးခင်မောင်ရောကြောသားပါမှားထား၍မိန်းကလေးတယောက်ဝင်လာသည်ကိုမြင်ုံနှင့်ဒေါ်မြအိမ်ရှိသို့ရောက်လာသည်ကျမမက်ခင်မော်တငယ်ချင်းပါမက်ခင်မော်နဲ့တွေ့ချင်လို့အော်ရှိပါတယ်အိမ်ထဲမှာမိန်းကလေးဖြစ်၍ဒေါ်မြယုံကြည်စွာလှော့လိုက်သည်အိမ်ရှိမှမေးဖြေနေတံကိုခင်မွန်ကြားနေရသည်အိမ်ထဲဝင်လာတော့တငယ်ချင်းဆိုသောမိန်းကလေးကိုခင်မွန်မသိပါ
ကိုအောင်စောလွတ်လိုက်တာပါမိန်းကလေးကခင်မွန်နာကဲ့၍ခက်တူတူပြောလိုက်သည်အော်လာထိုင်ခင်မွန်ကမိန်းကလေးလက်ကိုဆွဲ၍ခက်တူတူပြောလိုက်သည်ဒေါ်မြရေကျမတငယ်ချင်းဖို့ကော်ပီတစ်ခွက်လောက်ဖြော်ပေးပါခင်မွန်ကနောက်ဘက်ကိုလှမ်းမာလိုက်သည်အေးယူခဲ့မယ်ဟေးဒေါ်မြစိတ်ချလက်ချဖြစ်သွားသည်အော်သူဘားကန်သွားတာပြန်လာပြီလားပြန်လာပြီမနေ့ကညနေမှရောက်တယ်ကျမကသူ့ညီမဝမ်းခွဲသူ့စားအောင်ပါအော်အေးသူဘာမှလိုက်သေးလဲသူအခုအောင်တော်မူဖျားမြောက်ဘက်ကကံမောစလက်ဖိတ်ဆိုင်မှာစောင့်နေတယ်ခဏလိုက်ခဲ့ပါတဲ့အခေါ်ခိုင်းလိုက်တာကော်ဖီအဖြိုခိုင်းတာတောက်လိုက်ပါအောင်ပြီးတော့ရုပ်တိရှိအောင်ခဏစကားပြောပြီးနေသေးတာပေါ့လိုက်ခဲ့ပါမယ်မိန်းကလေးကခေါင်းညိတ်ပြသည်ခင်မွန်ကကက်ဆက်ဖွေးလိုက်သည်နှစ်ယောက်သာတချင်းနားထောင်နေကြသည်ဒေါ်မြကော်ဖီနှင့်မုတ်တပွဲယူလာသည်တောက်လိုက်အောင်သူစားအော်ဒါနဲ့မင်းတို့အိမ်မှာဟိုနေ့ကငါပြောထားတဲ့တူးတူးခွေရှိတယ်မဟုတ်လားခင်မွန်ကဒေါ်မြမမြင်အောင်မျက်စိမှိတ်ပြလိုက်သည်ရှိတယ်လေဘာလဲလိုချင်လို့လားသူစားဆိုသောမိန်းကလေးကလည်းပါသည်ဒေါ်မြရေသူစားတို့အိမ်ကိုတိတ်ခွေလိုချင်လို့ခဏလိုက်သွားမယ်နော်ဒီအောင်တော်မူဖျားနာတယ်မှာသူငယ်ချင်းကမိန်းကလေးဆိုတော့ဒေါ်မြအတားရခန့်နေသည်အေးမကြစေနဲ့နော်ပွဲစားမေးရင်ဒေါ်ကြီးဖြေရခန့်နေမှာဆိုလို့စိတ်ချဒေါ်မြမကြစေရဘူးဖေကလည်းဦးသိန်းနဲ့ဆိုရင်တော်တော်နဲ့စကားပြတ်မှာမဟုတ်ပါဘူးသူစားအောင်ကော်ဖီတောက်ပြီးသည်နဲ့နှစ်ယောက်အတူထွက်သွားကြသည်သွားကြတာတော့အောင်တော်မူဖျားဘက်ပဲဒေါ်မြကလှမ်းကြည့်ပြီးအကဲခတ်လိုက်သေးသည်လက်ဖက်ရည်ဆိုင်ရှိမှအောင်စော်စီးနေကြဆိုင်ကဆိုင်ထဲဝင်လိုက်တော့ကြောင်ကျသောတောက်ကြစပွဲမှာတယောက်တည်းထိုင်နေသောအောင်စောကိုတွေ့ရသည်ခင်မွန်းကိုမြင်လိုက်တော့အောင်စောတိတ်ကိုဝမ်းသာသွားသည်ပါလာမည်ဟုပင်သူမထင်ဟိုနေ့ကခင်မွန်းအရိုက်ခံရသည်လားဖေတော့စီးရုံတင်လိုက်ရတယ်အော်ဟုတ်လားအဲ့နေ့ကလဲကျသွားလို့လားဒါပေါ့ဖေမှာနှလုံးရောဂါရှိရလေမသေးတာကံကောင်းသေးတယ်ခုထိတောင်အိမ်မှာပဲနေရတယ်ဒါဖြစ်ခင်မဘလို့လို့ထွက်လာရလဲဒေါ်မြကိုခဏလိုပြောပြီးထွက်လာရတာပေါ့ပြောစရာရှိတာမြင်ပြောကြရအောင်ဖေမင်းနေရင်ပြဿနာရှုပ်မှာဆိုလို့သွားတာအဆင်ပြေရဲ့လားအောင်စောစိတ်ပြက်စွာခေါင်းခါပြသည်ကိုရောကိုတငယ်ချင်းမှာအညာခံလိုက်ရတယ်ဘလို့မျောလင်းချက်တောင်ကြီးပြိုကျပြီးမို့ခင်မုံငိုချင်မိသည်ကိုတို့ကလည်းမကျွမ်းကျင်သေးတော့ကြားရဆွားသွားတာပေါ့ကိုက35သိန်းနဲ့ပါသွားတာကိုတငယ်ချင်းက340တောင်ထိသွားတာကြောက်ကကွန်းပြီးသားခင်မုံရဲ့ပတ်လေကျိုးကလည်းအပီပဲဆိုတော့ကိုတို့လည်းအပါရိုက်လိုက်ကြတာပဲကွန်းပြီးသားဆိုတာခင်မွန်နားမလဲပါကွန်းပြီးသားဆိုတာကအပေါ်ကြောက်လွာကိုစောင့်နေဖြတ်ပြီးအတွင်းကကြောက်စင်အရေးပေါ်အောင်ဖော်ပြထားတာကိုပြောတာမျက်မြင်ဆိုတော့လေရေးတာပေါ့အရှိကတိတ်ကောင်းနေတာ哦ခွဲလိုက်လို့အောင်ရင်300-400တောင်ရနိုင်တာဆိုတော့သူက300တောင်းတယ်ကိုတို့က85သိန်းပဲပါလို့85သိန်းစစ်တယ်သူက380မလျှော့ဘူးပြောတယ်နောက်ဆုံးတော့ကြံတဲ့5သိန်းကိုကြောက်ခွဲပြီးပေးမယ်ပြောတာနဲ့သဘောတူပြီးရောင်းလိုက်တာဒါပေမဲ့ကြောက်ခွဲပြီးရနဲ့အဲ့ဒီလူတွေကိုမတွေ့ရတော့ဘူး85သိန်းကြီးရတဲ့ကြောက်ကခွဲပြီးတော့6သိန်းပြည့်အောင်မရအောင်9သိန်း5တောင်းပဲရတယ်တငယ်ချင်းကို4သိန်းပေးပြီးကို့မှာ3သိန်း5တောင်းပဲကျန်တယ်ကွန်နာတဲ့နေရာကအရေးထင်အောင်စီးနဲ့လှုပ်ထားတာ哦ကျိုးကလည်းပတ်လဲမှမဟုတ်ပဲလူတဲ့နေရာလေးကိုတူအောင်အသေးချဆက်ထည့်တာတော့ခံရတာပေါ့ပါပေါ်သူစီးချလာသောမျက်ရည်များကိုခင်မွန်လက်ကင်ပေါ်နှင့်တုပ်လိုက်သည်သို့သောမျက်ရည်များကအဆက်မပြတ်စီးကျနေစေခင်မွန်ငွေတွေကိုနှမျောလို့ငိုနေရလားငွေစုပြီးကိုပြန်သွားအောင်ပါပါခင်မွန်ငွေကိုအားလုံးပြန်ပေးမှာပါခင်မွန်ငွေနှမျောလို့ငိုနေတာမဟုတ်ဘူးအောင်ဟိုတနေ့ကကိစ္စဖြစ်ပြီးတော့ဖေကအောက်ငွေပေးတဲ့ကိစ္စတွေအားလုံးသိသွားတယ်ဘလို့လို့သိရလဲအဲ့နေကအောင်စတိုကန်ထဲမှာငွေကိုနှစ်ထုပ်ခွဲပြီးဘောင်းမီအိမ်နှစ်ခုထဲမှာထည့်တော့ငွေထုတ်တဲ့စက်ကူချရတာကိုဖေတွေ့သွားတယ်အဲ့ဒီငွေကဖေစီကတောင်းထားတာသူထုတ်ပေးတဲ့စက်ကူကိုဖေကမှတ်မိတယ်
အပေါ်မှာပွဲရုံတစ်စိပ်ပါတယ်လေအဲ့ဒါနဲ့ဆက်ပြီးမမေလက်စော့ပြောင်းဝင်ထားတာကိုလည်းဖေဖေတိသွားတယ်ခင်မလက်စော့မေးတော့ခင်မမငင်းနိုင်ဘူးဒါနဲ့ခင်မကအောင်မိုးကောင်းဘက်ကိုသွားပြီးကြောက်စင်အယောင်းဝင်လှုပ်တဲ့အကြောင်းတိတ်တရာထက်မျက်နိုင်ကြောင်းပြောတော့ဖေဖေမယုံဘူးခင်မကလက်တွေသက်တည်ပြချင်လို့အောင်ပြန်လာမယ့်ရက်ကိုစောင့်နေတာခုတိုင်းဆိုရင်ခင်မမှာဘာမှပြောလို့မရတော့ဘူး။အော်ဘာလို့မရရမှာလဲ။ကိုငွေရှာပြီးပြန်တက်မှာပဲ။အောင်တဲ့ဘက်ကျရင်အခိုင်မာပြလို့ရတာပေါ့။အဲ့လောက်အချိန်မရတော့ဘူးအောင်။ဖေဖေကခင်မို့တိတ်ဆိုးရင်ပြီးအမြန်ဆုံးအိမ်အောင်ချပေးဖို့စီစဉ်နေ။ဟမ်ဘယ်သူနဲ့လဲ။အောင်စောအတန်ကျေသွား၍ခင်မမင်းထိတ်လန့်သွားသည်။မြန်ပြောစမ်းပါခင်မ။စိုးရိမ်ကြီးစွာမင်းနေသောအောင်စောမျက်နှာကိုခင်မလှမ်းကြည့်လိုက်သည်။ကိုကျော်သားနဲ့ဟင်အောင်စောလက်တီးကိုချစ်ချစ်ပါအောင်ဆုပ်လိုက်သည်မတရားဘူးကွာလုံးဝမတရားဘူးဟမ်ဒါတွေအားလုံးဒီကောက်ညံတွေကြီးပဲတော်သားအယုတ်တမကဒီကောက်တတ်မယ်ခင်မွန်ကခေါင်းကိုခါရမ်းပြလိုက်သည်အဲ့ဒီကိစ္စဖေဖေအစီအစဉ်ပဲလို့ခင်မွန်ထင်တယ်ကိုကျော်သားကိုခင်မွန်မေးကြည့်ပြီးသူဘာမှမသိဘူးဟမ်ရိုးလိုက်တာခင်မွန်ရဒီကောင်ကမသိတယ်လို့လုံနေမှာပေါ့ဘာခက်လို့လဲမဟုတ်သေးဘူးအောင်ခင်မွန်ကအောင်တဲ့ကိစ္စသူ့ကိုဖွင့်ပြောပြတယ်အောင်ဖားကန်သွားနေတဲ့အစီအစဉ်ကိုလည်းပြောပြတယ်ဖေဖေကမြ мян လက်ထပ်ပေးမှဆိုလို့တလားလောက်အချိန်ဆွဲလို့ရအောင်သူပဲဖေဖေကိုပြောထားပေးတာအောင်စောခေါင်းခါလိုက်သည်ဒီကောင်လူလေပါခင်မွန်ကိုလိုက်ရောပြပြီးသူ့ဘက်ပါလာအောင်လှုပ်သွားအောင်ပါဝေးပါသေးရဲ့အောင်ရဲ့ဒီကိစ္စကိုလည်းခင်မွန်သူ့ကိုအပြက်ပြောပြီးသူ့ကိုလုံးဝမချစ်နိုင်ကြောင်းအောင်ကလည်းလို့လက်မထပ်နိုင်ကြောင်းသူဘာပြောလဲသူလက်ခံသဘောတူလို့အောင်ပြန်လာမယ့်အချိန်ထိစောက်ဖို့ဖေဖေကိုရက်ဆွဲထားတာပေါ့ကိုဒီကောင်ကိုမယုံဘူးခင်မွန်ကိုနဲ့အခုတခါတည်းလိုက်ခဲ့တော့ဘေးမှာထိုင်နေတော့သူစားအောင်ပါအံ့ဩတင်သွားသည်အဲ့ဒီလိုတော့ဘယ်ဖြစ်ပါမလဲအောင်ရဲ့တလားဆိုတာအခုအောင်ကတပတ်လောက်နဲ့ပြန်လာတော့ရက်20လောက်ကြံပါသေးတယ်။နောက်ထပ်ဒီအခွင့်အရေးမျိုးရဖို့မလွယ်ဘူးခင်မော။ကိုတော့ဟိုကောင်ကိုလည်းလုံးဝမယုံဘူး။ခုဆိုရင်အဖိုးကြီးကလက်ထပ်ပေးမယ်ဆိုတာလည်းသူသိသွားပြီ။တအိမ်နဲ့နေကြတာဆိုတော့နေရောအောင်အဲ့ဒီလိုတော့သူကလည်းမလုပ်ဘူး။လုပ်ရင်လည်းခင်မောကနည်းနည်းတောင်တီးခတ်မှာမဟုတ်ဘူး။ဒါလည်းသူ့ကိုပြောပြီးသား။ခတ်တာပဲကွာ။ခင်မောကပါသူ့ကိုယုံနေပြီ哦။အောင်စောစိတ်ပြက်စွာခေါင်းကိုကုတ်ဖွားပြစ်လိုက်သည်ခင်မွန်သူ့ကိုယုံနေတာမဟုတ်ဘူးအောင်ယုံတာမဟုတ်ရင်အထင်ကြီးနေတာအထင်လည်းမကြည့်ဘူးအောင်ဘာလဲအောင်ခင်မွန်မယုံတော့ဘူးလားအခုတခါတည်းမလိုက်ခဲ့ရင်တော့ကိုတို့ဝေးချရလိမ့်မယ်ခင်မွန်သူတို့စီစဉ်ကြရင်ခင်မွန်ဘယ်လိုလုပ်မလဲစိတ်ချအောင်အဲ့လိုလုပ်တာနဲ့ခင်မွန်အောက်စီကိုမဖြစ်တဲ့နည်းနဲ့ထွက်လာခဲ့မယ်သိကြလားခင်မွန်တေးကြတယ်ဒီကြားတဲ့ဟိုကောက်ကိုအထင်အဲ့လေဟိုကောက်ထောင်ချောက်တယ်ကြာသွားရင်စိတ်ချအသက်နဲ့ပဲလဲပစ်လိုက်မယ်ခင်မွန်ကိုယ်တိုင်ဟိုကောက်ကိုစိတ်ပြောင်းသွားရင်အဝေးကြီးအောင်လုံးဝမစိုးရိမ်နဲ့ဒီဒေါသကိုချစ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးစိတ်ချရမှာလားစိတ်ချနမရှိပင်ဖြစ်တော့လဲမရှောင်နိုင်တော့ပါစပွဲပေါ်မှာခင်မွန်၏လက်ကလေးကိုအောင်စောတင်းကျပ်စွာဆုပ်ကင်ထားလိုက်သည်ခင်မွန်ဘက်မှာအရေးကြီးတဲ့အကြောင်းရှိရင်ဟိုခင်မွန်တငယ်ချင်းနင်းနွယ်တို့တော်ရာတို့ကိုကိုယ်စီလွတ်ပြီးပြောခိုင်းရောအမလီမလုံနဲ့အောင်သူတို့ကဖိဖိဖက်သားတွေဒါကြောင့်မို့ခင်မွန်အခုသူတို့ကိုတိတ်မရောပဲနေတာသူတို့လည်းအိမ်မလာတာကြားပြီမလာတာပဲကောင်းတယ်လာရင်ရိတ်မိလို့ဖိဖိကိုသတင်းပေးကြမှာအောင်စောတက်ပြင်းတစ်ချက်ချလိုက်သည်စိတ်မပူပါနဲ့အောင်ရဲ့အရေးကြောင်းရှိရင်ခင်မွန်မှာအကြံဉာဏ်ရှိပါတယ်ခင်မွန်ဆက်သွယ်ပါမယ်သွားတော့မယ်တော့အောင်ကိုဖုံးဆက်လို့ရလားခင်မွန်မရဘူးအောင်မဆက်နဲ့ဖုံးကအိမ်ပေါ်မှာလိုင်းခွဲရှိတယ်ဖေဖေကောက်နာထောင်နေခတ်ကုန်လိမ့်မယ်အရင်ကဖေဖေပွဲရုံသွားနေတာကိစ္စမရှိဘူးခုကဖေဖေအိမ်ပေါ်မှာမြင်းရှိနေတာဒါဖြစ်နောက်ကိုရေးကြည့်ရင်သူစားအောင်ကိုပဲလွတ်လိုက်မယ်နော်လွတ်လိုက်သူစားအောင်ကလည်းခေါင်းညိတ်ပြသည်ခ
ခင်မွန်ဆိုင်ထဲမှထွက်လာပြီးမှတတိယသည်တိတ်ခွေငားရန်လိုက်သွားတော့လေတိတ်ခွေမပါသည်ဖြစ်ကိစ္စမရှိဘူးရတယ်ဒေါ်မြမမြင်အောင်အိမ်ထဲဝင်လိုက်ုံပေါ့နီလန်ကရပြီသားခင်မွန်နဲ့အောင်စော်တွေ့ပြီးနောက်3ရက်မြောက်ညနေတွင်ဦးခင်မောင်၏ခြံထဲသို့ဒေါ်ချစ်ကားတစ်စင်းဝင်လာသည်ဦးသိန်းဤပွဲရုံမှလူများကားပေါ်မှဆင်းလာပြီးပစ္စည်းများချကြသည်ကားတန်နှင့်လူသည်များကိုကြား၍ခင်မွန်အိမ်ထဲမှထွက်ကြည့်သည်နှစ်ယောက်အိတ်ကတင်တစ်လုံးမှွေရာရှင်းအောင်အိယာခင်းနှင့်ခေါင်းများကိုတွေ့ရ၍ခင်မွန်အံ့ဩသွားသည်ဘသူဝဲတာပါလဲထိုအချိန်တွင်ကြောသားဆက်ပြီးနှင့်ပြန်ရောက်လာသည်ကိုကျော်သားဒီပစ္စည်းတွေကိုဘယ်မှာထားရမလဲဦးသိန်းပွဲရုံမှမန်နေဂျာကိုတောင်းကကျော်သားကိုမေးလိုက်သည်ခင်မွန်စိတ်ထဲမှထောင်းကနေဖြစ်သွားသည်ဟမ်လက်ဆက်သက်တော့သူ့ဝဲလာတာကိုခင်မွန်ရင်ထဲမှာမကျေနပ်မှုများကြီးထွားလာသည်ဟမ်ဒါကြောင့်အောင်ကပြောတာလူလိန်လူညာငါသူ့ထောင်ချောက်တယ်မှာမိသွားပြီလားထိုအချိန်တွင်ဦးခင်မောင်အိမ်ပေါ်မှဆင်းလာသည်။အော်မောင်တောင်းတို့လာဟေ့ပစ္စည်းတွေအိမ်ပေါ်တင်လိုက်ကြ။ဦးသိန်းဤပွဲရုံမှအလုသမားများကပစ္စည်းများကိုအိမ်ပေါ်သို့တင်ကြသည်။ကျော်သားကိုယ်တိုင်လည်းပစ္စည်းများကိုကြည့်ပြီးအံ့ဩနေသည်။ပွဲရုံလုသမားများကဦးခင်မောင်ညွှန်ပြသည့်အတိုင်းအပေါ်ထက်မှအခန်းကျယ်ကြီးတစ်ခုမှနှစ်ယောက်အိတ်ကတင်ကိုဆင်ပြီးအခန်းကိုလည်းလှပတက်ရက်အောင်ပြုပြင်ပေးကြသည်။ဝဲစားကြီးကကိုကျော်သားနဲ့မက်ခင်မွန်သူ့အခန်းကိုလာခဲ့ကြပါအောင်တဲ့ဦးသိန်းပွဲရုံမှာအလုသမားတအူးလက်ခေါ်၍ကျော်သားနဲ့ခင်မွန်အိမ်ပေါ်ထက်သို့လိုက်သွားကြသည်လမ်းတွင်ကျော်သားနဲ့ဆုံတော်လဲခင်မွန်ရင်ထဲမှာမကျေနပ်၍ကျော်သားကိုနှုတ်မဆက်ကဲလာထိုင်ကြဦးခင်မောင်ကသူ့အရာဘေးမှစပွဲပေါ်ရှိဖိတ်စာတစ်ထက်ကြီးထဲမှနှစ်ဆောင်ကိုယူပြီးတစ်စောင်စီပေးလိုက်သည်ဖိတ်စာကိုဖတ်ပြီးခင်မွန်ရောကျော်သားပါအံ့ဩသွားကြသည်ကဲအဲ့ဒီအတိုင်းပဲမနက်ဖြန်စနေနေ့မှာဖိတ်စာတွေဝေမယ်တပတ်ခါကျရင်အိမ်မှာပဲအချင်းချုံပြီးမင်္ဂလာဆောင်လိုက်ကြတာပေါ့ဖေဖေမိတ်ဆွေတရားသူကြီးဦးမင်းလွင်ကိုလည်းဖိတ်ထားတယ်သူကအိမ်မှာပဲတရားဝင်စာချုပ်စာတွေနဲ့လက်ထပ်ပေးပါလိမ့်မယ်ကျော်သားစိတ်ပြတ်သွားမိသည်ဦးလုံးပုံတွေကတယောက်နဲ့တယောက်တန်တရားစိတ်ဝင်ပြီးရေရှည်အဆင်မပြေဖြစ်မိကိုစိုးရိမ်လိုက်မိသည်သို့တော့ကျော်သားဘာမှမပြောဘဲနေလိုက်သည်ဖေဖေရဲ့ခုလိုကြိုက်ကြကြီးခင်မွန်စကားကိုဆုံးအောင်ဆက်မပြောဘဲငိုသည်မတတ်နိုင်ဘူးသမီးကိုလည်းဖေဖေပြောပြီးသားပဲဖေဖေကျမ်းမာရေးကြောင့်ပွဲစားဦးသိန်းကိုအကူအညီတောင်းပြီးဒီလိုစီစဉ်လိုက်ရတာပဲခင်မွန်မကျေနပ်ပါတက်ကြီးတဲ့လူတွေကတဆိတ်ရှိကျမ်းမာရေးနဲ့ပဲအကြက်ကင်နေကြတာပဲခင်မွန်ရင်ထဲမှာတွင်နာကြီးစွာပြောနေမိပါသည်အဲ့ဒီတော့ဖိတ်စာတွေဖိတ်ဖို့ကဦးသိန်းနဲ့မောင်တောင်းတို့ကိုပဲတာဝန်ပေးထားတယ်သူတို့ဖိတ်လိုက်မယ်လူကလည်းတိတ်မများပါဘူးရင်းနေတဲ့လူတွေလောက်ပါပဲနက်ဖြန်ခါကြရင်ဖေဖေပွဲစားအဖွဲ့ကဦးသိန်းနဲ့အတူအိမ်မှာလိုအပ်တာတွေလာပြီးပြင်ဆင်ကြလိမ့်မယ်ကျွေးမှာကတော့ကိတ်နဲ့ရေခဲမုံဆိုတော့အဲ့ဒါလည်းဦးသိန်းမှာပေးပါပြီမင်္ဂလာဆောင်နေကြမှာသူတို့စီစဉ်နဲ့သူတို့ဘာသာကျွေးမှာပါဘာမှမလိုတော့ဘူးရော့ဒါကသူတို့သမီးဝတ်စုံသမီးအင်ကြီးအတိုင်းနဲ့တတိချာချာအပ်ထားတာဦးခင်မောင်ကသူ့ညာဘက်ဘေးရှိစပွဲပေါ်မှပလတ်စတစ်အိတ်အကြည့်နှလုံးကိုခင်မွန်းလက်သို့ပေးသည်လမ်းယူသောခင်မွန်းလက်များတုံနေသည်ရွှေဖလားရောင်လွန်းရကြိုးကြီးချိတ်လုံးကြီးကိုအပေါ်မှမြင်နေရသည်နောက်အိတ်တစ်လုံးတွင်လုံကြီးနှင့်လိုက်ဖက်သောဆွစ်ဇာလန်စာရွှေရောင်အင်ဂျင်နှင့်ရွှေရောင်စာပဝါရော့ဒါကဂဒီပါခုံဖက်နှက်အထူမြမဆန်ဆန်ပဲပေါ့မန္တလေးသူဆိုတော့ရွှေချေချင်းလဲဝတ်ရမယ်သမီးအော်အသေးစိတ်လိုအပ်ချက်တွေကိုပါဖေဖေကလျှို့ဝှက်စာစီစဉ်နေခဲ့တာ哦ခင်မွန်ဝမ်းထဲကြေကွဲစွာတွေးနေမိသည်နေ့ကင်းများတွင်ပွဲစားကြီးဦးသိန်းလာတိုင်းနှစ်ယောက်တည်းစကားအကြားကြီးပြောနေသည်ကိုခုမှခင်မွန်သဘောပေါက်မိသည်ထိုအချိန်ကလုံးဝစိတ်မဝင်စားခဲ့၍ဘာမှကြိုးပြီးမသိခဲ့ရသို့သောဤကိစ္စများအားလုံး
ဦးသိန်းတယောက်တည်းကိုတိုင်ပင်သလားဒီပြင်ဘသူသိသေးတယ်လေကိုကျော်သာသူအားလုံးသိနေသလားခင်မွန်တန်တရားဖြစ်မိသည်ရော့ဒါကမောင်ကျော်သားအတွက်ခင်မွန်လိုပင်ပလတ်စတစ်အိတ်နှစ်ခုကိုဦးခင်မောင်ကကျော်သားဖို့ပေးလိုက်သည်လုံကြီးကခင်မွန်နဲ့တဆင်နေနောက်အိတ်တစ်ခုတွင်ရှက်အင်ဂျင်နဲ့တိုက်ပေါ်အင်ဂျီရွှေဝါယာငါအင်ဂျီတိုင်းကငါဘီလိုကိုဖွင့်ပြီးအင်ဂျီတစ်ထည်ယူလာရုံနဲ့ရတယ်ငါမသိနိုင်ဘူးသူ့အင်ဂျီတိုင်းကသိကြပြီသူပေးမှရမယ်ဒီကိစ္စတွေသူကြိုသိနေတာပေါ့အလိုတူအလိုပါငါကိုတော့တမျိုးပြောပြီးဖေဖေနဲ့ကြတော့နှစ်ဦးသဘောတူကြိတ်ကြံနေတဲ့တစ္ဆာဖောက်ခင်မွန်ကျော်သားကိုအမုန်းကြီးမုန်းမိသည်အောင်ပြောတာတွေမှန်နေပြီလူလိမ်လူညာဟန်ဆောင်ကောင်းတယ်လူရော့ဒါကဖက်နဲ့မောင်ကျော်သားနဲ့တော်ပါလိမ့်မယ်ခင်မွန်ကျော်သားကိုလှမ်းကြည့်လိုက်သည်ဘာမှမသိသလိုပုံမျိုးနဲ့လှမ်းယူနေသောကျော်သားကိုကြည့်ပြီးပိုးရီဆက်ရှုပ်မိသည်ကဲခုဆိုရင်သမီးနဲ့ဆက်ပြီးမောင်ကျော်သားလည်းတားဖြစ်သွားပြီဒီကိစ္စချောချောမောမောပြီးသွားရင်ဖေဖေတသက်မှာစိတ်အေးချမ်းသာရှိပါပြီတည်ရမယ်ဆိုရင်လည်းတည်ပြောပါပြီဘာမှနောက်ဆန်တင်းစရာမရှိတော့ပါဘူးဖေဖေကျမ်းမာရေးအရအခုလိုအချင်းချုံပြီးခက်မြင်မြင်စီစဉ်လိုက်ရတာကိုတော့ဘလို့မှမအောင်မေးကြနဲ့တသက်တာနောင်ရေးအတွက်ကောင်းစေခြင်းနဲ့မိဘရဲ့မေတ္တာစေတနာလို့သာခံယူကြပြီးကျေနပ်ကြပါသမီးမမေနဲ့ဖေဖေလည်းဒီလိုပဲလက်ထပ်ပြီးတသက်လုံးချစ်ခင်ကျင်နာစွာပေါင်းသင်းခဲ့ကြတာပါဒီတော့မောင်ကျော်သားနဲ့သမီးတို့လည်းတယောက်နဲ့တယောက်ချစ်ခင်ကျင်နာကြပါဘာမဆိုးတိုင်ပင်ကောင်းတိုင်ပင်နဲ့ပျော်ပျော်ရွှင်ရွှင်နေကြပါဖေဖေမှာရှိတဲ့စီးစိမ်ချမ်းသာအားလုံးကလည်းသမီးတို့နှစ်ယောက်နဲ့ပဲဆိုင်နေမောင်ကျော်သားကပွဲရုံလုပ်ကိုဦးစီးပြီးလို့သမီးကအိမ်တော်ကိုထိမ့်သိမ့်ပေါ့ရော့ဟောဒီပိစာတွေကမင်းတို့လူငယ်တွေရဲ့တငယ်ချင်းတွေကဖိတ်ချင်တဲ့လူတွေကိုနက်ဖြန်ကနှစ်ယောက်အတူတူလိုက်ဖိတ်ကြ။အော်မောင်ကျော်သားကသမီးကိုသူပျောက်သွားတဲ့စိန်သုံးလုံးတန်းလက်စွပ်လေးတစ်ကွယ်နက်ဖြန်ကဝယ်ပေးလိုက်ပါကွာ။သမီးကမင်္ဂလာဆောင်နေကြဝတ်ပေါ်မင်္ဂလာလက်ဆောင်ဆိုတာပို့ဖိုးတန်တယ်။ကဲသွားကြ။ဘသူတွေဖိတ်မယ်ဆိုတာတိုင်ပင်ပြီးတော့ဖိတ်ကြနော်။ဦးခင်မောင်ကဖိတ်စာတစ်ထပ်ကိုခင်မွန်းလက်သို့ပေးလိုက်သည်မင်္ဂလာဝတ်ဆောင်အိတ်များကိုယူ၍နှစ်ဦးသာဦးခင်မောင်အခန်းမှထွက်ခဲ့ကြသည်ကျော်သားကလှေကားမှဆင်းသွားသည်ခင်မွန်ကသူ့အခန်းထဲဝင်ပြီးမင်္ဂလာဝတ်ဆောင်အိတ်များနှင့်ဖက်နှက်ဘူးများကိုပါကရင်ပေါ်သို့စောက်ကြီးအောက်ကြီးပြစ်တင်လိုက်သည်ငိုချင်တော်လဲမငိုမိအောင်စိတ်ကိုတင်းထားလိုက်သည်မကြည်နပ်မှုတွေကရင်ထဲမှာအတိုင်းအဆမရှိကြီးထွားနေကြသည်သူနဲ့တိုင်ပင်ပြီးဖိတ်ရမယ်ဖိတ်စာတွေလက်ထဲမှာဖိတ်စာများကိုကြည့်၍ခင်မွန်မျက်နှာမဲ့သွားသည်လက်ဖြံကတရက်ပဲဖိတ်ရမှာဆိုတော့အချိန်ကမကြံတော့ဘူးပေါ့လေခုသွားတိုင်ပင်ရသေးတာပေါ့ခင်မွန်ဖိတ်စာများကိုယူပြီးအိမ်အောက်သို့ဆင်းခဲ့သည်ကျော်သားအခန်းရှိရောက်တော့တကားခောက်မြည်ကိုစဉ်းစားပြီးမှတပတ်ခါလက်ထက်ရောက်မဲ့လူပဲဘာလို့တကားခောက်ပြီးဝင်ခွေတောင်းနေမှလဲတကားကိုတွန်းဖွေလိုက်သည်အထဲမှတော့ချမထား၍တကားပွင့်သွားသည်စိတ်ပြက်လက်ပြက်လဲနေသောကျော်သားခင်မွန်ကိုမြင်၍ခက်မြင်မြန်ထားထိုင်လိုက်သည်ရပါတယ်သူတို့သားကြီးရဲ့တနေပါဘသူတွေဖိတ်ကြမယ်ဆိုတာတိုင်ပင်မလို့ဝင်လာတာပါမကြခင်ခို့ယောက်ျားဖြစ်တော့မယ်လူမို့ခွင့်မတောင်းပဲဝင်လာတာစိတ်မရှိနဲ့နော်ခင်မွန်ကဖိတ်စာများကိုကြော်သားအိယာဘေးမှာဇပွဲပေါ်သို့ပြစ်တင်ပြီးဇပွဲရှိမှကလထိုင်မှာပိုင်စိုးပိုင်နှင်ထိုင်လိုက်သည်ခင်မွန်ပြောသောလေသံနှင့်စကလုံးများမှာတမင်အရွေ့တိုက်ပြီးပြုံးနေခြင်းဖြစ်ကြောင်းကြော်သားနားလည်ပါသည်ဧကန်မှာသွားပြီးတိုင်ပင်ရင်ရေးကြမလားမခင်မွန်ကျော်သားကအားထုတ်အားနာမေးလိုက်သည်မလိုပါဘူးရှင်ဒီမှာတင်ပြောကြဆိုကြတိုင်ပင်ကြတာပေါ့ခင်မွန်လေတန်းကခက်မမခက်တင်းတင်းဖြစ်သည်ဟုတ်ကဲ့ရပါတယ်ကျော်သားအိယာကတင်ပေါ်မှာပင်ထိုင်လိုက်သည်ကျမဖိတ်ချင်တဲ့လူတွေအရင်ပြောရမလား
ဟုတ်ကဲ့ပြောပါခင်မော်ပြုံးလိုက်သည်သို့တော်မလို့တမအပြောတစ်ကတေမင်းနှစ်ကယမမင်းသုံးကမန်းနဲ့ကျော်သားမျက်နှာပြက်သွားသည်မခင်မော်မကြည်မနှက်ဖြစ်နေသလိုကျွန်တော်လည်းစိတ်သက်အကြီးကျယ်ကြနေမိသူပါအော်ရှင်ကကျမကိုယူရမှာမို့စိတ်သက်အကြကြီးကြနေတာပေါ့ဟုတ်လားဝမ်းနည်းစရာပဲရှင်ရှင့်အတွက်အကြီးကျယ်နစ်နာတဲ့ကိစ္စပဲခင်မောင်ကြည့်ပြီးကြော်တာပိုး၍စိတ်ပြက်မိသည်ကျွန်တော်ကိုခုလိုလာပြီးရှိမနေပါနဲ့မခင်မောကျွန်တော်မခင်မောနဲ့လက်ထပ်ရလို့ဘာမှနစ်နာစရာလည်းမရှိပါဘူးစိတ်တက်ကြတာလဲမခင်မောနဲ့လက်ထပ်ရမှာမဟုတ်ပါဘူးကျွန်တော်မခင်မောချစ်နေတဲ့လူပါတော်စမ်းပါရှင်ကိုနဲ့မတန်တဲ့စကားကိုမသုံးစမ်းပါနဲ့ခင်မောစကားကြောင့်ကြော်တာရင်ထဲမှာတင်းကနေဖြစ်သွားသည်ကျွန်တော်ပြောချင်လို့ပြောတာမဟုတ်ဘူးမခင်မောမခင်မောကကျွန်တော်ကိုယှိနေလို့ကျွန်တော်ဘက်ကနစ်နာတယ်လို့ထင်စရာအကြောင်းမရှိကြောင်းခိုင်မာအောင်ပြောတာပါရှင်ဟာရိုးတယ်လို့ဖျောက်တယ်လို့နဲ့တော်တော်ကြောက်စရာကောင်းတဲ့လူပဲကိုကျော်သားခင်မွန်ကကြော်သားမျက်နှာကိုကြည့်ပြီးတဲ့တဲ့ဆွတ်ဆွဲလိုက်သည်ရှင်ကျမကိုပြောတော့ကောင်းပြီကောင်းရက်နဲ့ဖေဖေကိုတစ်လလောက်စောက်ဖို့ပြောပြီးပြီတဲ့ဖေဖေကတာဝန်ယူခိုင်းလို့ရှင်ကပဲစွန့်ပြီးတာဝန်ယူခဲ့ရတဲ့ပုံကျမကိုလည်းတွေ့ဝပြီးတတိပေးလိုက်သေးတယ်ယောက်ျားစကားပဲဆိုပြီးကျမယုံခဲ့တယ်ခုတော့လားဝတ်တောင်မရှိသေးဘူးလက်ထပ်ဖို့အမြန်စီစဉ်ဖြစ်လိုက်ကြတယ်ဒီကိစ္စတွေကျွန်တော်ဘာမှမသိဘူးမခင်မောကျော်တာကအခိုင်အမာညင်းလိုက်သည်အော်ရှင်မသိဘူးလားခင်မွန်ကရွေ့မိလိုက်ခြင်းဖြစ်သည်ဟုတ်တယ်မသိဘူးမခင်မောမခင်မောဆန္ဒအတိုင်းဦးကိုကျွန်တော်ညှိနှိုင်းပေးတာလည်းအမှန်ပဲတလားလောက်ဆောက်ဖို့ပြောတော့ဦးကစိတ်မချလို့ကျွန်တော်ကိုတာဝန်ယူမလားလို့မေးတယ်ကျွန်တော်တာဝန်ခံပါတယ်အဲ့ဒါတွေအားလုံးအမှန်တိုင်းကျွန်တော်မခင်မုံပြန်ပြောပြခဲ့တာပဲညာရင်လဲပြီးပြောင်းညာပါကိုကျော်သားရှင့်အင်ကြီးအဲ့ဒီအင်ကြီးအတိုင်းတွေကရှင်မသိပဲနဲ့ဘလို့လို့ရတယ်လဲဒါဖြင့်မခင်မုံအင်ကြီးတိုင်းရရောမခင်မုံပေးလိုက်တာလားကျော်သားမကြည့်မနဲ့ပြန်မေးမိသည်ဖေဖေနဲ့ကျမကအိမ်ပေါ်တွင်နေကြတာရှင်ကျမအင်ကြီးတစ်ထည်ကိုကျမမသိအောင်ဖေဖေယူလို့ရတယ်ကျမချုပ်နေကြဆက်ဆိုင်ကကျမကိုအတိုင်းကိုယူလိုက်ရင်လည်းရတယ်ရှင့်အင်ကြီးအတိုင်းကြတော့ရှင်မသိပဲယူလို့မရဘူးရှင်သဘောတူမပေးပဲမသိနိုင်ဘူးကျော်သားပြုံးလိုက်သည်တစ်ဖက်သက်မတွေးပါနဲ့မခင်မောကျွန်တော်အခုဒီကလေးပေါ်မှာလှဲပြီးအဲ့ဒါကိုစဉ်းစားနေတာပြီးခဲ့တဲ့4 ရက်လောက်ကဦးလေးသိန်းကမန်နေဂျာကိုတောင်းမင်္ဂလာဆောင်တစ်ခုသွားเสียရှိလို့ဆိုပြီးကျွန်တော်စီကရှက်အင်ကြီးတစ်ထည်နဲ့တိုက်ပုံတစ်ထည်ငှားတယ်ကျွန်တော်လည်းသဘောယူနဲ့မှတ်လို့ငှားလိုက်တာသူနဲ့ကျွန်တော်ကအရွယ်တူရက်တူပဲလေအဲ့ဒီဟာဒီအင်ဂျီနဲ့တည်းဖြစ်လာတယ်လို့ကျွန်တော်ထင်တယ်တကယ်တော့အဲ့ဒီလိုတော့လုပ်ဖို့မလိုပါဘူးဗျာကိုတောင်းနဲ့တိုင်းချုပ်ရင်တော့ကျွန်တော်ဝတ်လို့ရပါတယ်အဲ့ဒါတော့ရှင်ပြောသမျှပဲလေခတ်တယ်မခင်မောခုချိန်မှာကျွန်တော်ဘာပြောပြောခမ ्या ကျွန်တော်ကိုယုံမှာမဟုတ်ဘူးမယုံဘူးကျမရှင့်ကိုလုံးဝမယုံဘူးကျွန်တော်စိတ်တက်ကြနေတာကလည်းအဲ့ဒါပဲဗျာဦးခုလိုစီစဉ်လိုက်တာမခင်မောကျွန်တော်ကိုအထင်လွဲစရာဖြစ်မယ်ဆက်ဆံရေးပို့ပြီးတင်းမာကုန်လိမ့်မယ်ဆိုတာစဉ်းစားမိလို့ပါအထင်လဲစရာတွေရှိနေတော့ဘသူကမလွဲပဲနေမလဲဆက်ဆံရေးကလည်းစိတ်ချရှင်နဲ့ဘယ်တော့မှပြေလည်စရာမရှိဘူးကောင်းပြီလေမခင်မောကျွန်တော်ကိုမယုံရင်ကျွန်တော်ရှင်းတယ်လို့လည်းအပေါ်ပဲစကားများများပြောလေမခင်မောအတွက်ကျွန်တော်ကိုများများအမြင်ကက်လေဖြစ်အောင်ပဲရှိမယ်ကျွန်တော်ဘာမှမရှင်းတော့ဘူးမခင်မောကျွန်တော်ကိုကြိုက်တယ်လို့ထင်နိုင်တယ်နောက်တစ်နေ့ကျရင်တော့မခင်မောနားလေသွားပါလိမ့်မယ်ကျော်တာစိတ်ပြက်စွာပြောလိုက်သည်ကျမရှင့်ကိုဘယ်တော့မှနားလေမှာမဟုတ်ဘူးရပါတယ်ဗျာနားမလဲချင်လို့နားမလဲနိုင်အောင်ကြိုးစားရင်တစ်သက်လုံးလည်းနားမလဲလို့ရပါတယ်ကျမကတော့ရှင်နဲ့ပတ်သက်လာရင်နားမလဲအောင်ကိုကြိုးစားရမှာပဲကျော်တာခင်မွန်းကိုအံ့ဩစွာကြည့်လိုက်သည်ကျွန်တော်ဒီနေ့အထိမခင်မွန်းကိုမတော်မတရားစော်ကားတာမျိုးဘာမှမလုပ်ခဲ့ပါဘူးအနောက်ရှက်ပေးမိတာလည်းမရှိပါဘူးစိတ်နဲ့တော့မကောင်းတဲ့သဘောထားမထားခဲ့ဘူးမခင်မွန်ဘာလို့ကျွန်တော်ကိုဒီလောက်တစ်ဖက်သက်မုန်းနေရလဲဆိုတာကျွန်တော်နားမလည်နိုင်ဘူးဗျာခင်မွန်ရီလိုက်သည်ဒါလဲရှင်ကနားမလည်နိုင်အောင်ကြိုးစားနေလို့ဖြစ်မှာပေါ့
တကယ်တော့ရှင်းလေးပဲရှင်ကအနောက်ရှက်ပေးမိတာမရှိဘူးလို့ရှင်ကိုရှင်လူကောင်းကြီးလုပ်ပြောနေတယ်ရှင်ကကျမဘဝကိုအကြီးကျယ်အနောက်ရှက်ပေးတယ်လို့ကျမမချစ်ပဲနဲ့မယူခြင်းပဲယူရမယ်လို့ရှင်ကျမအိမ်ကိုစားရောက်လောင်တော့ကပေနန်းနေတဲ့ဝတ်စားနဲ့ပန်းမင်ရေလောင်းခဲ့တယ်လို့ကျမရှင်ကိုဘယ်တော့မှအထင်မကြီးဘူးအဲ့ဒီအထင်မကြီးတဲ့လူကိုလျင်ဖြစ်နေယူရအောင်မယ်ဆိုတော့ကျမရှင်ကိုမုန်းတယ်တိတ်မုန်းတယ်ကျော်သားနားမလည်ခြင်းနဲ့အတူစိတ်ထဲမှာဝမ်းနည်းကြင်ခွေးစွာခံစားရပါသည်ခုကိစ္စမှာရှင်တိမတိကျမရှင်ကိုမုန်းတယ်ဘလို့ပဲဖြစ်ဖြစ်ရှင်ကအလိုတူလိုပါပဲရှင်ကကျမကိုရကျင်တယ်လို့ဖေပွဲရုံမှာရှင်ရောက်လာလို့ဒီအိမ်ကိုရှင်ရောက်လာလို့ကျမခုလိုစိတ်ဆင်းရဲစရာတွေကြုံရတာဒါကြောင့်မို့လဲရှင်ကိုမုန်းတယ်ရှင်ကျမကိုဘယ်တော့မှမချစ်နဲ့ကျမလည်းရှင်ကိုဘယ်တော့မှမချစ်ဘူးမုန်းတယ်ခင်မွန်ငိုချွေးနဲ့နာကြီးစွာပြောလိုက်သောစကားများသည်ရင်ထဲမှပောက်ကွယ်ထွက်လာခြင်းဖြစ်ကြောင်းနားလည်ခြင်းနဲ့အတူကြောသားတက်ပြင်းတစ်ချက်ချလိုက်မိပါသည်ကောင်းပြီလေအခုကျွန်တော်နားလည်သွားပါပြီအဲ့ဒီတော့မက်ခင်မွန်ဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဆိုတာကျွန်တော်ကိုပြောပါကြောသား၏လေတံပျော့ပြောင်းစွာပြောဆိုခြင်းကိုပင်ခင်မွန်တန်တရားဖြစ်စွာတတိထား၍နားထောင်နေသည်အခုတော့ကျမဘာမှမပြောတတ်သေးဘူးရှင်ထဲကပူပြီးခေါင်းထဲလည်းထုနေပြီနက်ဖြန်ခါမနဲ့ကြမှာကျမရှင်နဲ့အေးအေးဆေးဆေးညှိပါဦးမယ်ကျော်သာခေါင်းညိတ်ပြလာ၍ခင်မွန်ဖိတ်စာအထက်ကြီးကိုထားပစ်ခဲ့ပြီးအခန်းထဲမှပြန်ထွက်သွားပါသည်ကျော်သာပင်ပန်းနှွမ်းတွေစွာအိပ်ယာပေါ်ပြစ်လဲပြီးတက်ပြင်းတစ်ချက်ချလိုက်မိပြန်သည်သူ့အပေါ်မှာအမုန်းကြီးမုန်းနေသောခင်မွန်ကိုကျော်သာအပြစ်မတင်လိုပါသူ့ရဲ့ဖြစ်ကချစ်သူနှစ်ယောက်ကြားမှာလူဖြစ်နေရသောဘဝသူတစ်ပါးရဲ့အချစ်ဆက်လမ်းမှာလူချမ်းနေရမှာပါဝင်နေရသောဘဝစိတ်ကူးနေပင်သူမပါချင်သောနေရာသူကိုဤနေရာမှပါဝင်ကပြအောင်ဆောင်ရွက်လိုသူကသူ့ကြီးစုရှင်ပွဲစားကြီးဥခင်မောင်ကြော်သာနဖူးပေါ်လက်တင်ပြီးအသေးအချာစဉ်းစားနေမိသည်ပွဲစားကြီးဥခင်မောင်ကိုလည်းသူမကြည့်မနဲ့မဖြစ်မိပါဥခင်မောင်ပြောသည့်အတိုင်းဆိုရင်ခင်မွန်း၏ချစ်သူအောင်စောမှာဖခင်တယောက်အနေနဲ့ဘလို့မှသဘောတူနိုင်စရာမရှိပါနောက်ဆုံးဖြစ်သွားသောကိစ္စမှာအဆိုးဆုံးဥခင်မောင်တိမတက်ခံစားခဲ့ရသည်ထို့ကြောင့်ဤကဲ့သို့ကာယကံရှင်များကိုမတိုင်ပင်ပဲအလျင်အမြန်ဆောင်ရွက်ခြင်းမှာဖြစ်ပေါ်ခဲ့ရသည်ဥခင်မောင်ဘက်မှကြည့်လျင်တမီး၏တသက်တာဒုက္ခရောက်မည်အန္တရာယ်မှအမြန်ဆုံးကာကွယ်နိုင်ရန်လှုပ်တင်၍လှုပ်ခဲ့ခြင်းသာဖြစ်ပေသည်ဤနှစ်ဦးနှစ်ကြားမှာမလူးတာမလွန်တာအမုန်းခံနေရမှာရောက်နေရသောမိမိ၏ကံကြမ္မာကိုသာကြော်သာစိတ်မကောင်းဖြစ်မိသည်သို့သောကိုလည်းအသေးအချာပြန်စဉ်းစားတော့တနာစရာနေရာမှာအကြောင်းပဲရောက်နေရသည်မဟုတ်ကျေးဇူးရှင်၏စိတ်ချမ်းသာမှုကိုတုံ့ပြန်လိုခြင်းနဲ့အတူမိမိကိုယ်တိုင်ကပါခင်မွန်းကိုချစ်ခင်စိတ်နှင့်မျှော်လင့်မိခြင်းလည်းပါနေပါသည်တန့်စင်သောသူ့မြတ်တာကိုတစ်ချိန်မှာခင်မွန်နားလေပြီးတုံ့ပြန်လာခဲ့သောဟူသောအပျော်ဘဝလေးကိုမျှော်လင့်မိခဲ့၍လည်းဒုက္ခများကိုကြော်သာကြုံခဲ့ရခြင်းဖြစ်ပါသည်ခုတော့ကြော်သာစိတ်ပြတ်စွာနားလေရပါပြီမိမိရဲ့ပေါ်မှာအထင်သေးခြင်းနဲ့အတူအမုန်းကြီးမုန်းနေသောခင်မွန်း၏မြတ်တာကိုရဖို့ဆိုသည်မှာကြော်သာချမိမိပြုသောတက်ပြင်းကိုအောက်ထားလိုက်ပါသည်နားထဲမှာခင်မွန်ပြောသွားသောစကားများကိုခါသီးစွာကြားရောက်လျက်ရှင်ဟာကျမဘဝကိုအကြီးအကျယ်အနှောက်ယှက်ပေးရလို့ကျမချစ်သူနဲ့꿰ရတာရှင်ကြောင့်ရှင်ဟာကျမအသေးကိုခွဲတယ်လို့ကျမမချစ်ပဲနဲ့မယူခြင်းပဲနဲ့ယူရမယ်လို့အဲ့ဒီအထင်မကြီးတဲ့လူကိုလျင်ဖြစ်ယူရအောင်မယ်ဆိုတော့ကျမရှင်ကိုမုန်းတယ်တိတ်မုန်းတယ်ရှင်ကျမကိုဘယ်တော့မှမချစ်နဲ့ကျမလည်းရှင်ကိုဘယ်တော့မှမချစ်ဘူးမုန်းတယ်ကျော်သာတက်ပြင်းတစ်ချက်ကိုလေးလံစွာချလိုက်ရပြန်ပါသည်တကားခောက်တန်ကြား၍ကျော်သာတကားဖွင့်ပေးလိုက်သည်လာလာပါပါဝတ်စားစီရင်ထားသောခင်မောမျက်နာကပြုံးပြုံးရွှင်ရွှင်ကြည်ကြည်လင်လင်မနေ့ကနာကြီးကြေကွဲစွာဖုံးအံ့ရန်တွေ့ခဲ့သောခင်မောနှင့်ဘာမှမဆိုင်မိမများ၏မြန်ဆန်သောအပြောင်းလဲကိုကြော်သာအံ့ဩနေမိသည်လှုပ်လေဘာရောက်နေရလဲဖိတ်စာတွေသွားပေးရအောင်ခမညာ
ကျော်သားနားမလည်နိုင်အောင်ဖြစ်မိသည်မနေ့ကဖေဖေခိုင်းတာလေကိုကျော်သားနဲ့ခင်မိုးရဲ့အပေါင်းအသင်းတွေကိုလိုက်ဖိတ်ဖို့မေ့နေပြီလားမင်္ဂလာဆောင်ကိစ္စအတွက်မနေ့ကမကြည်မနှက်ပြောခဲ့သည်များကိုခင်မိုးမေ့သွားပြီလားမသိကျော်သားရောက်နေစေငွေယူခဲ့ဖို့လည်းမေ့နေအောင်မယ်နော်ခင်မိုးကိုစိတ်လက်စွပ်ဝယ်ပေးရအောင်ပါမင်္ဂလာဦးထိတ်မှန်လေအရွယ်တိုင်းလောင်ပြောင်နေသလားဟုခင်မိုး၏မျက်နှာကိုကျော်သားအကဲခတ်လိုက်သည်ကဲမထွက်တော့ဘူးလားဆရာကြီးဖိတ်ချိန်ကဒီတနေ့ပဲရှိရနော်ကဲမက်ခင်မော်ဧခန်းကစကျွန်တော်အင်ဂျီလဲပြီးထွက်ခဲ့မယ်ရော့မက်ခင်မော်ဖိတ်ချိန်တဲ့တငယ်ချင်းတွေရဲ့နာမည်ရေးနဲ့ကျော်သားကစပွဲပေါ်မှာဖိတ်စာများကိုလှမ်းပေးလိုက်သည်မြန်လို့မျက်ဆောင်လေးတစ်ချက်ဝေးပြီးဧခန်းဘက်ထွက်သွားတော့ခင်မိုးရဲ့ပြုတ်မှုကြောင့်ကျော်သားယူချင်သွားသည်ခုတော့လေနှစ်ဦးသဘောတူကြီးပြူလက်ထက်ကြမဲ့ချစ်သူနှစ်ယောက်ရဲ့ပုံမျိုးဘာမှလည်းမသိဘူးကျော်သားနားမလည်နိုင်တော့လေရင်ထဲမှာကြည်နူးသူလိုခံစားရသည်ကျော်သားပစိုးအင်ကြီးအမြန်လေးလိုက်သည်စိတ်လက်စွပ်တကွင်ကိုငွေဘလောက်ယူခဲ့ရမှာပါလဲကျော်သားမသိအေးလေသူ့မေးပြီးလိုတဲ့ငွေပွဲရုံဝင်ယူလိုက်အောင်ပေါ့ပွဲရုံမှာယုံကြည်စိတ်ချရသောငွေကိုင်ဦးလေးရှင်ရှိသည်ဘယ်မှာဝယ်ရမလဲကျော်သားမသိအေးလေဒါလဲသူကတတိသမီးပဲဒါမျိုးဘယ်မှာဝယ်ရမလဲသူသိမှာပေါ့ပစိုးအင်ကြီးလဲပြီးဖြစ်၍ခေါင်းကိုတက်တက်ရဖီးပြီးကျော်သားအခန်းထဲမှထွက်လာသည်ဧကန်ထဲရှိစပွဲမှာဖိတ်စာများပေါ်တွင်ခင်မော်ကသူဖိတ်ချင်သူတို့၏အမည်များကိုရေးနေသည်ဟင်တကယ်ရေးနေတာပါလားကျော်သားကဆိုဖာတစ်ခုမှဝင်ထိုင်လိုက်သည်ရော့လေကိုကျော်သားဖိတ်ချင်တဲ့လူတွေလည်းရေးအောင်ကျော်သားခင်မွန်းကိုတစ်ချက်လမ်းကြည့်ပြီးအကဲခတ်လိုက်သည်ခင်မွန်ကတော့နောက်ထပ်ဖိတ်ရမယ့်သူများကိုဆက်ရေးနေသည်ကျော်သားလည်းသူ့စိတ်ရှိဖိတ်စာများပေါ်မှာဖိတ်ချင်သူတို့ရဲ့အမည်များကိုစဉ်းစားပြီးရေးလိုက်သည်ဦးလေးထွန်းလက်ဖက်ရည်ဆိုင်မှာခင်လေးညိုနဲ့လက်ဖက်ရည်ဖြိုးသောကိုချန်နေယာစာပေးစာယူနိကတ်တင်တဲ့တက်စင်ကရင်းနှီးခင်မင်ခဲ့သောဆရာ2ယောက်နဲ့တငယ်ချင်း4ယောက်နောက်ထပ်မရှိတော့ပါအားလုံးမှာကျော်သားဖိတ်ချင်သူ9ယောက်သာရှိသည်ခင်မွန်က18ယောက်အဲ့ဒီလောက်တော့ကွာမှာပေါ့လေသူကငါ့ထက်အပေါင်းအသင်းများတာပဲကျော်သားကြည်နပ်ပါသည်2ယောက်ပေါင်း22ယောက်တောင်ရှိရနော်လက်စွပ်ကလည်းဝေရောက်မှဆိုရင်အိမ်ပြန်ထမင်းစားဖို့အချိန်မရဘူးဖေဖေကိုပြောပြီးမော်တော်ကားခေါ်သွားမှရမယ်ခုကျော်သားသွားပြောလိုက်မထင်လောက်အောင်ချောချောမောမောဖြစ်နေသောခင်မွန်ကိုကြည့်ပြီးကျော်သားယုံရခန့်နေသည်မခင်မွန်ခဏဆောင်နော်ကျော်သားအိမ်ပေါ်တက်ပြီးဥခင်မောင်ကိုကားယူသွားခွေတောင်းသည်ယူသွားရမှာပေါ့ဒရိုင်ဘာမောင်ကျော်ဆွေကိုပြောစီအပြည့်ထည့်သွားကြဥခင်မောင်ကခင်မွန်းရဲ့အခြေအနေကိုမေးသည်ကျော်သားကမနှိညာကအခြေအနေကိုမပြောတော့ဘဲခုမနဲ့ပြုံးပြုံးရွှင်ရွှင်ကြည်ကြည်လင်လင်ရှိသည်ကိုသာပြောလိုက်၍ဥခင်မောင်စိတ်ချမ်းသာသွားသည်ကဲသွားကြ